စိတ်ပြက်စရာခြေစွမ်းနဲ့တရေတမတ်တာရခဲ့တဲ့အာဆနယ်အားလုံးပဲမင်္ဂလာပါဝင်းဘော် channel ကနေအားလုံးကိုကြိုဆိုပါရစေမီကီအာဒေတာရဲ့အာဆနယ်အသင်းကနောက်ထပ်တစ်ချိန်အဝေးကွင်းမှာအမှတ်ထက်ရော့တယ်ကျွန်တော်ဒီမတိုင်ခင်ကဒီ international break မတိုင်ခင်မှာကျွန်တော်ဆန်နလန်တင်းနဲ့တစ်ဖက်တစ်ကိုးစီတရေကြတယ်အမှတ်ထက်ရော့တယ်ကျွန်တော်ဒီတစ်ခါမှာ Chelsea တင်းနဲ့လန်ဒန်နာဘီပွဲစဉ်မှာတစ်ဖက်တစ်ကိုးစီတရေကြပြီးတော့အမှတ်ထက်ရော့တရေကြတာရင်တူတူဆန်နလန်နဲ့ပွဲစဉ်ကတရေကြတယ်ဆိုပေမဲ့ကျွန်တော်စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့တကယ်ကိုစိတ်ပြက်စရာစွမ်းဆောင်ရည်ပြသခဲ့တဲ့ပွဲစဉ်လို့ပြောရမယ်ကစားသမားတွေအားလုံးတော့မဟုတ်ဘူးတချို့သောကစားသမားတွေတော့ဒီနေ့တကယ်ကိုစူးစမ်းပြီးကစားပေးခဲ့တယ်တူတူသဖြင့်ကျွန်တော်တို့ဒီကွာယိုဆာကာရှိမယ်မီခင်မိုရီနိုရှိမယ်ပြီးရင်တကလန်ရိုက်ရှိမယ်ပြီးရင်ကျွန်တော်ဖူးဘက်ကစားသမားတွေဖြစ်တဲ့ယူနီယန်တင်းမရှိမယ်ပြီးရင်ကျွန်တော်ရီကာဒိုကာလာဖီယိုရှိမယ်ဒီလောက်ပဲဟိုအဇေးကတော့ထားပါတော့ဗျာအဇေးကဒီနေ့ပွဲစဉ်မှာဟိုချယ်ဆီတုံးသွားတဲ့ view ကလည်းတော်တော်ကောင်းတယ်ဘာလဲဆိုတော့လန်ဒန်နာဘီပွဲစဉ်မှာအဇေး area box ဆွဲမှာသူ့စီဘောလုံးရပြီဆိုတော့ဘာလို့လဲဘာဘလို့မျိုးကန်လိုက်ရင်ဘလို့မျိုးခိုးရလဲဆိုတော့ချယ်ဆီကောင်းကောင်းသိဒါကြောင့် area box နဲ့အဇေးဘောလုံးရပြီဆိုတာ ਨੇ ချယ်ဆီကစားသမား2ယောက်3ယောက်လောက်ကအတင်းဝင်ဖိအားပေးပြီးတော့ဘောလုံးလူကိုကြိုးစားတယ်ဒီအတွက်ကြောင့်အဇေးက area box နဲ့ရောက်လာပြီဆိုတာ ਨੇ သူထိရောက်တဲ့ဂိုးပေါက်ကန်တဲ့မှုမရခဲ့ဘူးဒီနေ့ချယ်ဆီတုံးသွားတဲ့ view ကလည်းတော်တော်ကောင်းတယ်ဆိုတော့အဲ့လိုကစားသမားတွေမျိုးမှာကျွန်တော်အပြစ်ရမ်းကြီးမပြောပေမဲ့တချို့သောကစားသမားတွေကတော့တကယ်ကိုမှစိုးဝါးတဲ့စွမ်းဆောင်ရည်မျိုးပြသခဲ့တဲ့ပွဲတင်လို့ပြောရမယ်ဘယ်ကစားသမားတွေလဲဆိုတော့အသစ်ဝယ်ထားတဲ့ Christian Mosquera နဲ့ Pierre Ngapi တချို့ကတော့ပြောတာပါဗာလဲဆိုတော့ကစားသမားအသစ်တွေမို့ဒီလိုဖိအားများတဲ့ပွဲတင်တွေမျိုးကန်တဲ့ခါမှာအမားတွေများတယ်ဆိုတာပြောတယ်ဒါပေမဲ့တချို့သောအပိုင်းတွေကြတော့ခန်းစစ်ကစားသမားတစ်ယောက်အနေနဲ့ရှိတိုက်တဲ့အရည်အသွေးတော့သူရှိတင်တယ်ဗျာကျွန်တော်ပြောချင်တာက Chelsea တွင်းသွားတဲ့ဥဆောင်ကိုကြည့်လိုက် Christian Mosquera နဲ့ Pierre Ngapi က Enzo Fernandez ကိုလူကတ်ကစားတယ်ဘာလုပ်တာလဲအဲ့ဒါသူခန်းစစ်ဘိုးခန်းစစ်ကစားသမားတစ်ယောက်ကတောင်းငံပေါ်ကိုကပေးရတဲ့အခြေအနေမျိုးမှာဆိုရင်သူ့ရဲ့အခြေခံသဘောတရားတွေဖြစ်တဲ့ဘောလုံးကိုလေထဲမှာဘောလုံးကိုအသာစီးယူရမယ်ပြီးရင်ဘောလုံးလာတဲ့လမ်းကြောင်းကိုမှန်းဆပြီးအကောင်းဆုံးရှင်းထုတ်နိုင်တဲ့ရှိရဒီချက်တွေမလုပ်ပါဘဲနဲ့အန်ဇိုဖာနန်ဒက်ကိုနှစ်ယောက်လူကတ်ကစားတာကဘာလုပ်ကြတာလဲအဲ့ဒါနှစ်ယောက်လုံးကဟိုထားပါတော့ဗျာဟိုအန်ဇိုဖာနန်ဒက်ကတကယ်ကိုမှဟိုတောင်းစပီဒီတိုင်းမှာတကယ်ကိုအန်နီရှိတဲ့ကစားသမားဆိုရင်ကျွန်တော်လက်သင့်ခံတယ်ကို့ထက်အရက်3-4အားလက်မနှိမ့်နဲ့ကစားသမားမျိုးကိုနှစ်ယောက်လူကတ်ကစားတဲ့အခြေအနေမျိုးကဒါအလုံးဝမဖြစ်တဲ့အနေအထားမျိုးလေဗျာအစိုးဆုံးက Christian Mosquera ပဲဒီနေ့ပထမပိုင်းမှာဆိုလဲသူဘောလုံးပေးမှုတွေအချိန်မှားတယ်ပြီးရင်ကျွန်တော်ဒုတိယပိုင်းမှာဆိုရင်လဲသူ90-80ကျော်လောက်မှာသူ final တစ်ဖက်တင်းရဲ့ final တက်ဆုံးကြီးလိုက်ပြီးတော့ဘောလုံးတွေပေးပို့တယ်သူမှားသွားလို့ချင်ရင်အဲ့မှားတဲ့ဘောလုံးကိုသူ့မှာပြန်လိုက်နိုင်တဲ့ acceleration speed မရှိဘူးဒါကြောင့် Rice ကဘာလုပ်ရလဲဆိုတော့သူမှားသွားတဲ့အလုံးကို Chelsea ရသွားပြီဆိုတာနဲ့ Rice ကအနောက်ထိလိုက်ပြီးသူ့နေရာကနေဝင်ပြီးတော့ဖြတ်ပေးရတယ်ဆိုတော့ Rice ကဒီနေ့ပွဲထဲမှာဆိုရင်ပထမပိုင်းတစ်ပိုင်းရောဒုတိယပိုင်းတစ်ပိုင်းရောတိုက်စစ်ကိုမလိုက်ပါနိုင်ဘူးသူ့ရဲ့အချိန်တော်တော်များများကကျွန်တော်ရဲ့ဒီ final တက်ဆုံနဲ့ဒီ defensive တက်ဆုံနဲ့ middle တက်ဆုံမှာပဲအချိန်ကုန်နေခဲ့တာဆိုတော့ဘယ်ချမ်းတိုက်စစ်က right မရှိတော့ကျွန်တော်ဒီနေ့ပွဲထဲမှာဆိုဘာမှကိုထိရောက်မလုပ်ပြနိုင်ခဲ့ဘူးဒါဘာပြောချင်တာလဲဆိုတော့ဟို Christian Mosquera နဲ့ Pierre Ngapi အဓိကပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်နေမယ်ဆိုရင်ကျွန်တော် Rice ကတိုက်စစ်ကိုပိုလိုက်ပါနိုင်မယ်ကျွန်တော်ဘယ်ဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့ဒီတိုက်စစ်ကကျွန်တော်ညာချမ်းလိုပဲဒီထိရောက်တဲ့ထိုးပေါက်တဲ့ဆင်းဆင်းမျိုးကျွန်တော်ပြုလုပ်နိုင်မယ်ဆိုတော့ဒီနေ့ပွဲထဲမှာဆိုရင်ဟို Mikel Arteta အနေနဲ့လည်းတချို့သောအပိုင်းတွေသူလိုအပ်ချက်ရှိတယ်အဲ့ဒါဘယ်ပိုင်းတွေလဲဆိုတော့ Milo Skelly နဲ့ Calafiori နဲ့လူသားလေးတဲ့အပိုင်းကိုကျွန်တော်ရမ်းကြီးသဘောမကျဘူးဘာလို့လဲဆိုတော့ Milo Skelly ဝင်လာတော့လေကျွန်တော်တို့ရဲ့ခစားပုံကထူးထူးခြားခြားဘာမှမပြောင်းလဲဘူးဗျာ Calafiori မှာသူ့ရဲ့လောင်းဘောကတခါတည်းဟိုကျွန်တော်တို့အတွက်ပို့ပြီးတော့ဂိုးရနိုင်ခြေရှိတဲ့အနေအထားမျိုးသူဖန်တီးပေးနိုင်တယ်နောက်ပြီးဒီ Odegaard နဲ့ Martin Zubimendi ကိုသူလူသားလဲတယ်ဟ
အိုဒီကတ်ဝင်လာတော့လေကျွန်တော်တို့တင်းရဲ့ကစားပုံကအရန်ကြီးပြောင်းလဲသွားတာမျိုးတော့မဟုတ်ဘူးကျွန်တော်ကွင်းလန်မှာတော့ဘောလုံးတွေကင်နိုင်တယ်မှန်တယ်ဒါပေမဲ့ထိရောက်တဲ့ဒီထိုးပေါက်တိုက်စင်တွေကျွန်တော်တို့ဘာမှအလုံးမပြနိုင်ဘူး ODGS ကကျွန်တော်တို့ဒီမှော်ဆန်နဲ့ပေးပို့မှုတွေကျွန်တော် line breaking pass တွေနေ့ပွဲမှာဘာမှမမြင်တွေ့ခဲ့ရဘူးကျွန်တော်ပါစင်နေအမြင်ရဆိုရင်ODGS အစားknock out ကိုထည့်တာကျွန်တော်တို့ပို့ပြီးတော့စုဖြစ်မယ်ကျွန်တော်ခံစားမိတယ်ဘာလို့လဲဆိုတော့ကျွန်တော်နောက်ပိုင်း90-80ကျော်မှာကြည့်လိုက်ကျွန်တော်တို့ဘောလုံးရပြီဆိုတာနဲ့ကျွန်တော်ဘာလုပ်လဲဆိုဘူကာယိုဆာကာဒီပဲဘောလုံးရတာဘာလုပ်လဲဆိုတော့ area တွေကိုကျွန်တော်တို့ဒီဖြတ်တင်ပေါ်ပေးဖို့မယ်ဘယ်ဘက်ချမ်းကထားပါတော့ဒီမဒူအေကီပဲဖြစ်ဖြစ်ဒီဘက်ကဒီပီယာရိုဟင်ကပီကလည်းကျွန်တော်တို့ဒီဖူးဘက်ထိလိုက်ပြီးသူဖြည့်ဆွတ်ကစားပြီးတော့ကျွန်တော်တို့ဒီဖြတ်တင်ဘောတွေပါသူပေးပို့တယ်အဲ့ချိန်မှာဆိုရင် ODGS ကကျွန်တော် knock ဆိုရင်ဘာပဲပြောကျွန်တော် area ထဲမှာ knock ကအမြင်ဘောကောင်းနဲ့ကစားမှဖြစ်တယ်ကျွန်တော်တို့အတွက်ဂိုးရနိုင်တဲ့ chance မျိုးပို့ပြီးတော့ရှိဆိုတော့ဒီနေ့ပွဲမှာဆိုလဲကျွန်တော်ပါစင်နဲ့အမြင်ကပြောရရင်ဒီ ODGS နဲ့ knock တာဆိုကျွန်တော် knock ကိုပို့ပြီးတော့သဘောကျတယ်ဆိုတော့ကိုတင်းရဲ့လိုအပ်ချက်တွေကိုပြောနေရုံနဲ့မဟုတ်ဘူးကျွန်တော်တစ်ဖက်တင်းကိုလည်းချီးကျူးရမယ်အထူးသဖြင့်နေ့ Chelsea ကစားသွားတာတကယ်ကိုကောင်းတယ်သူတို့အားတာတဲ့ဓာတ်လိုက်ပလေးကိုအကောင်းဆုံးအသုံးချပြီးတော့ကစားသွားခဲ့တယ်အထူးသဖြင့်သူတို့ဘောလုံးရပြီဆိုတာနဲ့အဲ့ဘောလုံးကိုသူတို့ဒီကွင်းလန်မှာအချင်းကိုမခံမဲနဲ့ဒီဘောလုံးထိချက်နဲနဲ့တိုက်စစ်ကိုဒီအမြန်ဆုံးပေးပို့ပြီးတော့ဂိုးကန်သွင်းခွင့်လုပ်တယ်ဒီဟာလည်းဒီနေ့ပွဲစဉ်မှာတကယ်ကိုထိရောက်ခဲ့တယ်လို့ပြောရမယ် Chelsea တချို့သောအပိုင်းတွေလိုအပ်ချက်ရှိခဲ့လို့မရှိခဲ့လို့ဒါဒီသူတို့ဒီလိုအပ်တဲ့သွင်းကိုမရတာဖြစ်တယ်ဆိုတော့တပွဲလုံးတိုင်းတာနဲ့ကြည့်ရင် Chelsea ကခံစစ်ကစားတဲ့နေရာမှာလည်းကျွန်တော်တို့ထပ်ပို့ပြီးတော့ကောင်းတယ်ဒီသူတို့အာယုံစူးစိုက်မှုလေးလိုအပ်ချက်ရှိခဲ့လို့တို့ဒီခြေပါကိုလေးတို့ခွင့်ပြုခဲ့ရကျန်တဲ့ပိုင်းကChelsea ကကျွန်တော်တို့တင်းထပ်ပို့ကောင်းတယ်ဒါကိုတော့ကျွန်တော်တို့အားလုံးလက်ခံရမယ်ဆိုတော့ဒီပွဲစဉ်တေးကြလိုက်တာကြောင့်ကျွန်တော်လက်ရှိချိန်မှာကျွန်တော်ဒုတိယနေရာက Manchester City ကို9မှတ်ဖြတ်နိုင်တယ်ပြီးရင်ကျွန်တော်တို့ Chelsea ကို6မှတ်ထပ်ပြီးတော့ဖြတ်နိုင်တယ်ဆိုတော့နောက်လာမယ့်ပွဲစဉ်တွေကကျွန်တော်တို့ဒီကိုစူးစမ်းရင်စူးစမ်းသလောက်ဒီ Manchester City တို့ Chelsea တင်းတို့ကိုပို့ပြီးတော့အမှတ်ဖြတ်နိုင်မယ်ကိုကန်ဂျမာကိုဖန်တီးနိုင်ခွင့်အပြည့်လက်ထဲမှာရှိနေသေးပါဆိုတော့ဒါကတော့ဒီ Chelsea နဲ့ Arsenal တို့ရဲ့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်ရဲ့အမြင်တစ်ခုတည်းကိုပဲတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီအမြင်ကကျွန်တော်တခြားသောညီကိုတွေနဲ့လည်းကွဲလွဲကောင်းကွဲလွဲနိုင်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ